不行，俺不然话抽烟的那呗。哈，喂，别来个。喂，我别弄个样嘞。哎，俺一边要路台南那偏门的位置，没人没人地位能加的，俺那里鸟那穿的比哇。啊，偏那边，别没人地位嘛嘞，没那边。哎，没人没搞路，过来呗皮皮。生切肉的嘛，你路绝对没写的钱的嘛，骗那个啊。啊，好吧，我偏啊。啊，我嘛来哇，爸嘞，最近的咖喱熟了。没人俺爱的咖喱是多半年了瓜嘿。啊，偏那边，把你小标的嘛嘞没对。爸的标年了最近，一些个过来个加了。爸的，我啦吹我们嘞没对，这嘞可真鲁西了。给，俺都没打算送到没有好没。爸没嘛嘞偏。没有爸的路呢嘞。啊？将来比比，估计爸路个嘛没呀没路的。公里头ဝင်路吧说嘞，没路钱呀路。အပြင်မှာလို့တကူလို့ပတ်စံထုတ်ပေးမယ်ဆိုတော့လေဘာမဟုတ်တဲ့ဒီကွေထုတ်ဖို့ပဲပြောနေတယ်မင်းကဘာလုပ်မှလဲပြော ဖေးရလေဗျာအဲ့လိုတော့မပြောပါနဲ့ဒါဘာမှမလုပ်ဘဲနေနေတာမှမဟုတ်တာတာဝါဒနာပါတဲ့ဂီတလန်းကိုဒါဖြစ်အောင်ကြိုးစားနေတာဗျာ ဟုတ်တယ်လေဖေကြီးကလေ အေးလေအဲ့ဒီမင်းရဲ့ music ဆိုတာကရောဘယ်စီရောက်နေပြီလဲပြောစမ်းပါဦး ပုံပေါ်လာတော့မှာပါဖေးရ ပြောပြလိုက် အချိန်တော့နည်းနည်းယူရမှာဟုတ်တယ် အေးပါဟုတ်တယ်လေ မင်းဟာလေဘာပတ်စံတပြားတစ်ချက်မှမရှာနိုင်ပဲအချိန်ယူတယ်လို့ပြောနေတယ်ကွာအလကားဆန်ကုန်မြေလေ အိုးအဖေကြီးကလေ အဖေဒါအဖေတို့ကြွေးထားလို့အိမ်မှာစားနေရတာတော့ဟုတ်ပါတယ် ဟေးလေ ဒါပေမဲ့ instrument ပစ္စည်းတွေ music sound တွေအားလုံးတားကိုယ်တိုင်တချင်းရေးပြီးရလာတဲ့ငွေနဲ့ကိုယ့်ဟာသူကိုဝယ်ထားတာပါဖေးရ ဟုတ်တယ်လေ ဆိုတဲ့စာပါလား ဖေးတို့ပတ်စံကိုဒါထိုင်ဖြုံးနေတာလည်းမဟုတ်ပါဘူးဒါအခု music ကိုချမပြနိုင်သေးပေမဲ့နောက်တစ်ချိန်အတွက်ဂီတလမ်းတစ်ဖောက်နိုင်တဲ့သူဖြစ်အောင်ဒါစူးစမ်းမှာပါဖေးရ ဟုတ်တယ်ပါ ဒါကတော့မင်းပြောလေကွာ အဖေကြီး တော်စံဒီကိစ္စမှာအမေကြီးရှော့ပေးနေလို့လည်းပါတယ် ဟာဘာ ဒီမှာဖို့ချစ် ဗျာ မင်းဟာမင်းဘလောက်ပဲကြိုးစားဘလောက်ပဲပေးဆက်တစ်ချိန်မင်းဆိုတဲ့အကောင်ရဲ့နောက်ကတက်လာတဲ့ခြားတိတွေအောက်မှာပြားဝစ်ပြီးခေါင်းငုံနေရမှာဆိုတော့မင်းမသိဘူးလား အဲ့ဒါတော့အဖေရဲ့အမြင်ဖေးအထင်တာပဲလေ ဒီမှာငါသားပြိတ္တဆိုတာလူကွာလူဘယ်တော့မှအဟောင်းကြီးကိုတလုံးဖက်ပြီးမနေဘူးတစ်ချိန်မင်းနဲ့ကောင်းတဲ့မင်းနဲ့သားတဲ့ဟိုကွာမင်းလောက်တော့မကောင်းပေမဲ့မင်းနဲ့ပို့ပြီးတော့ငယ်ရွယ်နှုတ်ပြတဲ့သူကိုပဲအားပေးကြမှာပေါ့ကွာတစ်ချိန်မှမင်းကိုထားသွားမှာပဲလေအဲ့ဒီတော့မှမင်းနောင်တရလိမ့်မယ်နော် အဖေသားတို့ကအမှုပညာကိုပဲဦးစားပေးတယ်သားပြောတဲ့အောင်မြင်မှုဆိုနာမည်ကြီးကိုတခုလည်းမဟုတ်ဘူးဖေခံယူခြင်းနဲ့သိက္ခာဆိုတာလို့သေးတယ်ဖေရ ဟုတ်တယ်တားရဲ့ဟုတ်တယ် ဒီမှာငါသား ဟုတ်ခံတယ် မင်းကိုငါရှင်းပြီးပြောပြမယ်မင်းဟာလာမဲ့3နှစ်မှာအောင်မြင်ပြီပဲဆိုပါစို့ကွာ အဲ့ဒါဘာဖြစ်လဲဖေ စီဒီတစ်ခွေအတွက်မင်းကငါ350ပေးမယ်မင်းကသိက္ခာတရားကိုဦးစားပေးတယ်ဆိုတော့10နှစ်အတွင်းမှာအခွေ10ခွေရဲ့ထွက်3500ရမယ်စိတ်ရှိုးလဲဆိုလိုက်ဦးကွာတစ်နှစ်ကို10ပွဲပဲဆိုတပွဲကို10သိန်းနဲ့ဆိုရင်300ရပါပြီတဲ့10နှစ်ဆိုတော့3000ကဲအဲ့ဒီအောင်မြင်တဲ့10နှစ်အတွင်းမှာရသမျှငွေလေး3500နဲ့ငါခြံထဲကကားစီးကိုပဲအရင်ဝယ်ကြည့်စမ်းပါဦးကွာအိမ်တွေချမ်းနေမပါသေးဘူးနော် အဖေဒါအဖေကျွန်တော်မှတော့တတ်တတ်မဲ့စော်ကားတာပဲဖေ ဟုတ်ဘူးလေကွာ ရတယ်ဖေအဖေတို့ငွေရှင်တွေလို့ကျွန်တော်တို့ကငွေမဲ့တို့လုပ်နေတာမဟုတ်ဘူးအနုပညာမာနကိုဘယ်နေရာနဲ့မှချိန်ထိုးလို့ရမှာမဟုတ်ဘူးဟုတ်ပြီအဖေပြောတဲ့ငွေရှင်အတိုင်းဝိုင်းကအားလုံးခေါင်းပေါက်ပြီးကျွန်တော်ကိုဝိုင်းကြည့်နေအောင်လှုပ်ပြမယ်အဲ့ဒီအတွက်လဲကျွန်တော်အဖေတို့ရဲ့အတိုင်းဝိုင်းတွေထွက်ပြီးကြိုးစားပြမှာဖေကြိုးစား တား ပြ လေးတားလေးဘယ်သွားမလို့လဲတားလေးရဲ့ပြန်လာလေ ဟာဟဲ့ကောင်ဘိုးကြီးဒီနေ့တဲဆောပါလားကွာ ဖေကွာ ဟာဟဲ့အောင်တင်းအောင်ခဏနေအောင်ဒီကောင်မျက်နှာလည်းမကောင်းဟဲ့ကောင်မင်းဘာဖြစ်လာတာလဲပြောစမ်းပါဦးကွာ မင်းဘာဖြစ်လာတာလဲကွာ ဘာမှမေးမနေပါနဲ့ဟဲ့ဒီကနေ့ဘာမှပြောင်းနေတော့နဲ့တီးတီးပဲပြောပြမယ် နေပါအောင်တီးရဲ့နင်တို့ကအတူတူလာကြတာမဟုတ်လား အစကတော့မဟုတ်ဘူးဟေ့ငါသူ့အိမ်ကိုရောက်သွားတာသူ့အမေကသူ့အကြောင်းပြောပြလိုက်တယ်နင်တို့ကောင်လေသူ့ဟာသူအိမ်ပေါ်ဆင်းလာပြီးကံမောင်မှာသွားထိုင်ပြီးလင်းနေတာဖုန်းလေးပါလေးပါသွားလို့ငါနဲ့တွေ့တာပေါ့ ပြောစမ်းမအောင်ဟာဘာတွေဖြစ်ကြတာလဲ ထုံးစံတိုင်းပဲပေါ့ကွာဖိုးကြီးကငါ့ဂီတာကိုလိုက်ပြီးကြွိုင်းရှာနေတယ်ကွာ သူ့အဖေနဲ့သူနဲ့စကားများတာနဲ့စတာပဲဟဲ့ဟိုအခု तू ကခွေးမထွက်မချင်းအိမ်မပြန်တော့ဘူးလှုပ်နေ ဟဲ့ကောင်အခွေထွက်ဖို့ကထောင်းစာပေစီးစီးရုံးမှာပဲအဆင်ပြေပါသေးအောင်ကွာ အဆင်ပြေမှာကွာ
ငါတို့ကဘာနိုင်ငံရေးနဲ့မှပတ်သက်တာမှမဟုတ်ပဲမင်းရလဲ ကျွန်တော်တို့ကမုတ်တူမိုးစီးတွေလာတော့ပါလေသူကလေအဲ့ဝိုင်းဒရမာပညာပါခင်ဗျာ ဟုတ်ကဲ့တွေ့ရတော့ဝမ်းသာပါတယ် အေးငါကတော့ဝမ်းမသာလာဘူးကွာ ခင်ဗျာ အေးမင်းတို့စင်စာတင်ထားတဲ့စာတွေကိုရောမင်းတို့ပြန်ပြီးစစ်ကြရဲ့လား ဘာဖြစ်လို့လဲမသိဘူး မင်းတို့ဟာကွာဘာတွေရေးထားမှန်းကိုမသိဘူးအချစ်ကြောင်းလည်းမပါပါလားကွာဟေး ခင်ဗျာ လူကပဲမနေ့ပြန်တည်တော့မယ်ပါဇက်ကအချစ်ချင်း အန်ကေကျွန်တော်တို့ရဲ့ music မျိုးစား death metal ပါအဲ့ဒီ music မျိုးစားမှာအချစ်အကြောင်းတွေသိမပါပါဘူးခင်ဗျာ အေးလေထားလိုက်ပါတော့ကွာထားလိုက်ပါတော့ဒါနဲ့ဒီမှာကြည်စမ်းမအောင်ကွာဟောဒီညင်းတဲ့တချင်းတွေကအဝေးမှာမင်းနေတော့ဟန်နီဆိုတဲ့စလုံးလဲပေးရမယ်ကွာဖြုတ်ပေးရမယ် ဗျာဘာဖြစ်လို့လဲဗျာ အဲ့ဒီမှာဟန်နီဆိုတဲ့နာမည်ပါနေလို့အဲ့ဒါကြောင့်လဲပေးရမှာ ဘာဖြစ်လို့လဲအငယ်ဟိုကိုငဲတော်လေးဟန်နီဆိုတဲ့ခေါင်းစဉ်နဲ့စိုးထားသေးတာပဲအငယ် မရတော့ဘူးမရတော့ဘူးအခုဒူးဝင်ကြီးရဲ့သမီးကဟန်နီဖြစ်နေလို့မင်းတို့လဲပေးရမှာအဲ့ဒီအပိုက်ကိုမင်းတို့ဖြုတ်ပေးရမယ်ကွာ ကုန်ကွာ ပြီးတော့ဟောဒီ